နေ့လေ12နာရီတရှိပါပြီလောကဥယျာဉ်ကိုငွေကျပ်1000ဝန်းကျင်နဲ့နေ့လည်စာရဲ့ဝင်ကြီးအပြီးစီးရနဲ့ဘယ်လိုမျိုးသွားမလဲဆိုတာကိုသိကျင်နေဆိုရင်အဆုံးထိကြည့်သွားနော်ခင်ဗျားတော့ငွေကုန်ကြတတ်တာအောင်လို့အိမ်ကနေပဲကိုယ်တိုင်ချက်စီသမင်းချက်ပြီးတော့ထည့်သွားမှာပဲဖြစ်ပါတယ်ရှင်ညနေပိုင်းဈေးလေးသွားပြီးတော့အချက်ပေါင်2ပေါင်ဝယ်ခဲ့တာပေါ့နော်အချက်က6000ပဲကျတာဆိုတော့လူ3ယောက်စာတွင်တစ်ယောက်ကို2000နှုန်းပဲကျပါတယ်ရှင်ဒါတော့ချက်ကင်ပေါ့နော်ချက်စီသမင်းနဲ့တွဲစားဖို့ပါဒါနဲ့စကားမဆက်ခင်ရဲ့ဗီဒီယိုလေးတွေကိုကြိုက်တယ်ဆိုရင် channel လေးကို subscribe လုပ်ပေးဖို့မမေ့ကြနဲ့နော်အခုဒီဟာတွေကကြောက်ကိုအောင်ညာရင်းချင်းချက်လိုက်တာချက်စီသမင်းလေးပါကဲစထွက်ပါတော့မယ်မနက်9နာရီရှိပါပြီရှင်ပါစိတ်ဆန်မှုရေမဟုတ်ဘူးဒါလည်းပြင်တော့ရှိပါတယ်မိုက်ပါလေမိုက်ပါတယ်ဟုတ်ကဲ့ဒီမှာလေရโอ้ยလေးရစရတာမိုးတော့မငင်းသေးမိုးလေးတွေကအဲ့ဒါမိနစ်မလို့3နာရီခွဲနေတာအပြင်က9နာရီတော့ပေါ့မဒါရအောင်ရှိတယ်အခုကလောကသွားဖို့ဘတ်စကားဂိတ်မှာပါဘတ်စကားစောင့်နေရခင်တော့တက္ကတာဆိုတော့82စီရမယ်82စီပြီးတော့တောင်မွေအဝိုင်းလားတောင်မွေစီရမယ်အဲ့မှာဆင်းတစ်ခေါက်ဆင်းပြီး39နဲ့ပြန်စီရအဲ့ဒါနေတန်းရောက်တယ်လို့ပြောတယ်ခုကဲမှာရှာကြည့်ရောလေဘိုင်းအောင်နေတာပြီးကြတော့ပါအခုအဲ့ဒါဒီနေ့ကဘတ်ဂျက်ခီးစင်ဆိုတော့လောကချွတ်ချွတ်တတနဲ့သွားမှာပေါ့နော်အိမ်ကနေလည်းစားတောက်တွေအကုန်ထည့်လာတယ်ရှည်လည်းထည့်လာတယ်အေးလည်းထည့်လာတယ်ဒီနေ့လောကချွတ်တာပြီးတော့တယောက်1000ခွဲလောက်နဲ့ပဲကြောင်တော့မှာပါဟိုကကားကစိုးကြီးဆိုမလာသေးဘူးဟိုစောင့်နေနော်ကား82စီရမယ်ကားဆက်ဆောင်လိုက်ပါဦးမယ်ဘတ်စကားက9နာရီတည်းကဆောင်းလိုက်တာ6နာရီခွဲတော့ရောက်လာပါပြီရှင်တာမွေစင်းမှာဆေးရမှာမဟုတ်ပါဘူးစူးလေးမှာဆေးရမှာပါဟိုရောက်ပါပြီ90မိနစ်ကဝင်ရောက်ပြီပေါ့နော်ဟိုစူးလေးမှာဆေးရမှာစူးလေးရောက်လာတော့မနက်စားဖို့အတွက်ဆိုင်လိုက်ရှာတာပေါ့နော်မနက်လည်း9နာရီကျော်နေပြီဆိုတော့ဘိုက်ကလည်းဆက်စားနဲ့လမ်းလေးလျှောက်ပြီးတော့ဟို6ကြည့်ဒီ6ကြည့်နဲ့ကိုကြော်တရားပေါ်လဲလျှောက်ကြည့်ခိုလေးတွေလည်းကြည့်နောက်ဆုံးမှာတော့ရွှေထူးမိုးပြန်ခေါင်းဆွဲကြော်ဆိုင်မှာမလက်စာဝယ်စားပြခဲ့ပါတယ်ဒီကစားကနေတယ်လားဟိုရွှေထူးမိုးပြန်ခေါင်းဆွဲကြော်ဆိုင်လေးဒါမလက်စာလားအခုရွှေထူးဆိုင်မှာမလက်စာစားပြီးပြီပေါ့နော်တယောက်ကို2000နှုန်းကျတာပေါ့3ယောက်ပေါင်း6000ဆိုတော့မလက်စာတယောက်2000နဲ့ပြီးသွားပြီးဘိုက်ပြေးသွားပြီးဘိုက်ဆူးလေးရနဲ့30ကားစီးပြီးတော့လှော်ကားသွားပါတော့မယ်စစ်တင်ကြရင်တွေ့ရပြီဆိုရင်တော့လှော်ကားကိုရောက်ဖို့နီးလာပါပြီနော်နံပါတ်39လိုင်းကားကလှော်ကားဥယျာဉ်ထိပ်ဘောက်ကိုမချပေးပေါ့နော်ဒီလှော်ကားလမ်းမပေါ်မှာပဲချပေးခဲ့ပါတယ်လှော်ကားဥယျာဉ်ဂေဝအထိပ်ကိုရောက်ဖို့အတွက်ဆိုရင်တော့နံပါတ်96ကိုစီးပါခင်တော့ကျတော့မသိတော့ဒီ39ပဲစီးလာတော့ဒီနားမှာဆင်းပြီးတော့နောက်ထပ်တမတ်တိုင်ချက်စီရမှာပါလမ်းလေးနည်းနည်းရှောက်ကမယ်တမတ်တိုင်လောက်လာမသိအခုလမ်းရှောက်နေရပါလမ်းမှာဘတ်စကားတွေ့ရဆိုရင်သွားစီးသွားမှာပါအခုကလမ်းမလျှောက်ပဲနဲ့စိုက်ကစီးပြီးဘူးအဲ့မှာအဲ့အဝါဒကောင်းတယ်အဲ့တော့ရိုက်မရနေဆိုင်ကယ်ဦးလေးကလောကကေးဝါတီကို1ယောက်1000နဲ့3ယောက်ပေါင်း3000နဲ့ပို့ပေးခဲ့ပါတယ်ရှင်ဒါကအခုကလည်းငပြည့်တိဝယ်လိုက်တာပေါ့နော်ဒါ9000ဒီကဲလောကဦးရေတို့နောက်ဆုံးတော့ရောက်ရှိလာခဲ့ပါပြီဒါကလက်မှတ်ဝယ်တဲ့နေရာပေါ့နော်ဒီဘေးမှာဒီကလေးလေးတွေမြောင်လေးသွားစားစရာလေးတွေစုံရတယ်ဒီကနေဝယ်ပါလို့ရတယ်ခင်ကတော့လမ်းမှာဒါလေးတွေ့လို့တန်လို့ဝယ်လာခဲ့ပါတော့ဟိုလက်မှတ်တော့ဝယ်မယ်မလက်မှတ်ဘယ်လောက်လဲတယောက်ကို400ပါဟုတ်3ယောက်စာဦးရဲ့ပကားစီဦးမှာလားဘယ်လောက်လဲမသိဘူးပကားစီမဲ့သူဝေးလေးယောက်ကားစီက1000 1ယောက်900နော်ခဏကားစီမှာလား
ကားနဲ့တော့ပါကားနဲ့ ကားပဲချင်းလာမှာလေ ကားတော့ခဏစောင့်ပေးရအောင်မယ်နော်ဖုန်းနံပါတ်လေးပေးပြီးတော့ live ထုတ်တဲ့ပိုင်းလေးအရင်ဝင်ကြည့်လိုက်နော်ကားဖြတ်ခါနေတော့ဖုန်းဆက်လိုက်ပါမယ် အဲ့ဒါကားနဲ့ဟာနော်3ယောက်စားဟုတ်မေးအခုကကားကစီးရမယ့်ကားကမလာသေးတော့လေဖုန်းနံပါတ်ပေးခဲ့ရတယ်ဖုန်းထွက်ခဏကြရင်ဖုန်းကြိုဆက်မယ်တဲ့အခုဒီထဲမှာဝင်ပြီးတော့တစ်ချက်လေးလာ ဝယ်ဝါမှာတဲ့ရောက်ပြီအများကြီးနော် อืม ဟာကျော်လုံးတယ်လား တက်တောင်းကတည်းကတက်တောင်းလေ ဆိုရတဲ့ငါလည်းပေါ့နော် ဟာဈေးကတည်းကမလက်တော့ oil နေပါလား အေးရှိရောက်တယ်ရောဒီ ဟာလက်တော့ oil မလားဟိုမှာတီးတုတ်တယ် မိုင်းလည်းလို့တယ် ဟိုမှာချက်တော့မလင်းကောင်ပုံ ဘူးရဲ့အရေးဖြစ်တာတော့ဆို ဟောဒီကမှငတ်သေးတယ် သေးသေးလေးရထားတာ မငတ်တော့တော့ဝေးကြီးဆုံးငတ်လေးတွေ တော့ငါဖက်နေ ဒါပါလားဒါတော့ကြောင်လားကျက်လား တဲ့ကောင်းလို့ရဒီကောင်းတော့ဒီရနော် တော့ကြောင်လားမလဲ တော့ကြောင်မျိုးဆိုတယ်စစ်တိရုပ်ဘူးဟိုလေး မမချီလောင်ရှင်းလေးတွေတင်းခွစ်ချက်လေးတွေဒီကပြတိုက်ကြီးကြာကြီးတယ်ရုံလုံးသွင်းလာတာအရင်မိုက်တာပဲဘောဝင်နေရောဆုံးမဲ့တော့ဒီမှာဂျိုတွေတော့စိတ်ချိုကြီးဂျိုဒီမှာလည်းငတ်တွေအစုံမယ်အောက်ချင်းငတ်တော့ အော်ပြုတ်ပါပြန်အော်ပါလေ ဒါတော့တပိတ်လွယ်ငတ်တယ်ရွှေပြည်စိုးငတ်တယ်ရွှေပြည်စိုးငတ်လေးကတသိလေးတယ်အခုမှမြုပ်ဘူး ဒီပြင်းကဟုတ်ပါငါမပြုတ်ဘူးအခုကဒီကောင်းလေးလည်းပြလာပြလေ အော်ငတ်နွယ်ဝါတယ်အဲ့ဒါလေးတွေ့ဘူးလေ အဲဒီ ငတ်ပြစိတ်တယ်ဒါပြောင်းလေးတော့ဟုတ်လေဒါငတ်ဖုံကြီးဟိုမှာတောင်းကြီးဒါဘယ်မျိုးစိတ်တွေ ဟင်းတာဟင်းတာ ဟာ ဟင်းတာလေ ဟင်းစားဘယ်နဲ့တူရနော်ဘယ်ရစ်တပ်ပါအကြက်ငုံမငုံပုတ်လေးငုံလေးဒါတောင်းစိတ်အော်ဒီဘက်မှာရှိသေးတယ်ဒါငါးစားတဲ့မျိုးမလားငါးစားတဲ့မျိုးကြီးစုထားငါးစားတဲ့မျိုးစိတ်တယ်ဒီဘက်ကောအော်ဒီဘက်မှာမိချောင်းကြီးဟုတ်မမိချောင်းဥလား ဝတ်တီဟုတ်တယ်စိန်ဟာဦးလေ ဒီမှာမိချောင်းတက်ပါလေဟာဒါမိချောင်းကောင်းအယိုးကြောက်ကြီးပဲ ဒီမှာလာကြည့်ဦးမိချောင်းကောင်း ဒီမှာမိချောင်းအယိုးကြောက်ကြီးအော်ဟုတ်တယ်မိချောင်းတလွေသားတယ်ဒီမှာမိချောင်းသားလောင်းလေးဟမ်မိချောင်းသေးသေးလေးကျ ဒါကမှဦးလေ ဒီနေ့တို့ကလက်ရကြီးကြီးတယ်အဲ့လက်ရမလား အေးဟုတ်တယ်အဲ့ဒါဒိုင်နိုဆောခေတ်ကငှက်ကြီး ဟိုမှာယူအောင်ယူအောင်ကောင်းတယ်အိမ်ဝင်တော့ယူအောင်ယူ ဒီဝင်လာပေါ့အယောပေါ့မြောက်နေတော့နော် ယူအောင်ရမှာ သွားမှာဟိုဘက်သွားကြည့်ရဟိုဘက်သွားကြည့်ရ ဟ
ပြောသည် ကြောင်မြစ်တော့ဆောင်းလိုက် သူ့ကျွေးကြဘာမှပါမလားငါပြောသည်လည်းမစား ပြောစီစားပါရမယ်ဒီတော့ ငါပြောသည်ပဲဝယ်လာတဲ့ကလေးလေးရဲ့ဟဲ့နားလိုက်နေငါပြောသည်စားမလားအခုကပဲလဲ ဒီမှာတမင်လေးလား ဟောတမင်လေးကြည့်ရမှာဟုတ်ဒီငါပြောသိရလေခေါနာကလမ်းလျှောက်မယ်ဆိုပြီးတော့လေလမ်းမလျှောက်ဖြစ်တော့အမှဆိုင်ငယ်ဦးလေးရတွေ့ရနဲ့တယောက်တစ်ထောင်ပဲဆိုတာနဲ့အဲ့ဒါဆိုင်ငယ်နဲ့လိုင်းနဲ့လမ်းမှာတွေ့လို့ဝယ်လာဒီတစ်ဖီးလုံး9000ဟော sorry 9000ပဲရှိရတန်တာလေးတော့လေးရွယ်တော်တော်သေးယူရ အိမ်မှာရောက်လို့ရှိပြီ အိမ်မှာအခုဒီခေါက်သွားတာကြပြားကြရာနဲ့ကောက်ခငင်္ကာကြီးဆိုတော့တေချာစတဲ့စီစဉ်တာမရှိတော့ဖြစ်တယ်လို့လေးပဲလာလိုက်တာ ဆောင်းကြောက်လိုက်ဆောင်းတယ်ဒါကြောက်တယ် မညောင်ဒီအမဘာရှိလဲမဟာဒီအောက်မှာဂျိုးလေးရှိရယ်အော်တမင်နေ တမင်လေးရှိပါတယ် တမင်နေစားလာမသိကြွေးကြည့်အောင် ဟုတ်ပါဘူးဒါလည်းဟုတ်တို့ဒီမှာကျ အပြောစီစားမဟုတ်ဘူးပဲဆိုကြွေးလို့မရပဖို့တွာကားရောက်နေပြီရဲ့အခင်းတို့စောင့်နေရပါတော့ဟုတ်သွားအောင်မယ်ကိုကားပေါ်ရောက်နေပြီမကားနဲ့ပတ်မယ်တော့ကားကိုစပတ်ပါတော့မယ်အခုလမ်းမပေါ်ရောက်ပြီကားထွက်ပြီအေးတွေ့ပြီနော်ကြောက်တယ်နော်ကျွေးလေ တက်တယ် သူဒီထိတ်ဝနာကောင်းတယ်ဘောကဒီဝတ်တုံနာဒါငါပြောတိချက်မယ်ငါပြောတိချက်မယ် ဘာလဲရောက်ပြီလားနေလား ဆိုပြန်ပြောတိချက်ရသူလမ်းနဲ့မကြိတ်ရကားနဲ့မကြိတ်ပြီလားနေရအားလုံးလိုက် ဟုတ်မကလေးလေးပါတယ် ရတယ်ညနာ နည်းနည်းတော့တဲရောက်ကောင်းတယ်နော်ကားနဲ့လဲရတယ်သိလား ဒါလည်းကြောက်တယ်အားလုံးကြောက်တယ်ကြောက်တယ်ဟောရ ကဲဝဝပြည့်ပြပါလားအားပါ အမမြောက်သေးလေးတွေအိုးမကျွဲရလားကျွဲလား ဝဝ ရအိုးမကျွဲ တို့ရဲ့အစ်လေးပဲပါဂျိုင်းကပ်တော့ အော်ဒါပန်းနေစကန်တုံးလေ ဟုတ်တယ် မဟုတ်လား ငါတို့ကထိုင်နေရမှာ မဟုတ်အေးနေရမယ်နော်သက်ပင်နေပဲဆိုတော့လေနေကတော်အေးရဲ့ ဟောရ ဒီကတော့ထဲမှာကားနဲ့ပတ်နေရတယ်မိုက်ဒီမှာငါပြောသေးလားတောင်းနေ ဟာလာအဲ့ဒီမှာ ငါပြောသေးလားတောင်းနေနည်းနည်းကြည့်လေ မကျွေးလိုက်တာလည်းပို့ဆိုးရတယ်ခါလာမသိတော့မသိတော့မလိုက်လာကျွေးလိုက်ပို့ဆိုးရတယ် အခုကအပန်းပြေစခန်းသုံးအေးကြိုက်ကုန်ပြီခေါင်းတော့မဟုတ်ဘူးစကိုက်ခဏအော်နေ ဟာလာငါ့ကွာလားအေးလိုက်လာကြောက်တယ် ပြင်းနေတက်ကြည့်ပဲ ကြောက်တယ် ဒီမှာဆော်လာ အမိုက်ကြီးရတယ်အများကြီး ပါလက်ကြည့်ရမှာ အေးနေရပါနော် ဟောဟိုနောက်ပြောတယ်ဟိုအမဟိုဒီမှာရက်ပြ ပါလေပါလေ ကြားထားတာ ဘာမှလည်းကြားရအော်ဟုတ်တယ်ခဲဒီမှာဒါနေရှိ တော့ရတယ်လေဘုလိုပုံကြီးမှာဟာဟိုဟို တော့ရမဟုတ်ဘူးအဲ့မှာငုတ်တုတ်လေးထိုင်ပြီးတော့လော်တက်လေးနဲ့လှော်ရတာ အဲ့ဒါတော့လေတော့တက်တယ်ရထားတယ် အရန်ထားရတာပဲကွယ် အတွေးယူကြည့် 我有几页就有米阳鸡没几样的， မိချားတော့မရှိပါဘူး ဒီကြောင်ကြီးက ပြောမရဘူးတဘာဝပေးမဲ့တော့ဆိုတော့ ပါသက်တဲ့ကနေပြောကြောင်ကြီးဟုတ်တယ် ရှိမှာနော်အကောစီလား 可以改吧？
လာအောင်တော့ကြည့် တော်ရကြိုးမှာလေရေတကွန်လေးဆိုပြောတယ်ရမ်းပူပဲထဲခိုးအောက်တယ်ဝင်ကြည့်အောင် ပြပြချင်းနော် ဟောငါရရှိနှငရလားမသိကမထငရအပေါ်ပြန်တက်အောင် ဒါကြီးလာတော့ ဘီးစပတ်ရိတ်ကြော်ဟုတ်တယ်မလားဘီးစပတ်ရိတ်ကြော်တဲ့ Yeah boy ဒီနမရအဆိုင်နော်ညအာလူကြော်ယူထွက်ပြေးသွားတယ် အဲ့ဒါဒီနားလေးရိုက်တော့ပါ ဒီငါရတော့အေဂျင့်နဲ့ ပြင်းနေတာပါနော် အေးကွာ ဘာလို့တော်မိုက်နေကြ အေးနော်အခုဘယ်နိုင်ရှိလဲ တဲ့နာရေကစားနိုင်တော့ရှိရဲ မတော်ဘူးတော်တော် မတောက်ချင်တယ်ရတယ် တော်တော်ဘာလို့မအခုပြည့်နေချဟဲက့်ပြောကြမကြီးကအေးဆိုတော့ပါ တောက်မအေး ဘယ်နားမှထိုင်ကြမလဲ ဆက်သွားနေ ဟဲ့ဒီမှာကျန်နမ်းပိတ်အိုးပင်ကူမြင်နေရပဲဒီမှာနွယ်ပင်မမနွယ်လောက်တယ်မ ဟာဟုတ်လို့လားလို့ စားကြည့်ဟောမရေကန်ကြီးက ဘူးကတော့မလာတော့ဘူးတော့ ဟုတ်တယ် နားတော့ပြက်တယ် မခင်းတော့ ရက်လာကြီးပဲလား မလဲ ဒီပဲ စေးပဲရေပဲမိုက်တယ်ကွာအော်ဟောဒီနာကိုမင်းလားအရင်မိုက်တာပဲမတက်ဆွေးလားဟောမိုက်တယ်အိုးရှယ်ပဲဇာဘာပါဝါမြောင်မောင်မ နာမည်နဲ့လိုက်တယ်ညောင်မောင်းမဆိုတော့အဲ့မှာထိုင်6ဖြာကြီးထိုင်လိုက်ဒီဘက်လှည့်ထိုင်လေအဲ့မှာလှောက် ညမောင်မ ပြောင်းဝမှာကြည့်ရတာအင်ကြီးလှမ်းနေနေတယ် ခုကတော့လည်းမလန်းလျှောက်နေရပါအောက်မှာချီးပုံ ဒါဘာချီးပုံညမလေး ဒါကြောင့်စစ်စစ်ရလေးပေါ့နော် စစ်စစ်ပြီးရင်ဘာချီးပုံပြမချက်လားကဲစပ်ပြီးချစ်ကြပါမယ် ရောက်ပါရဲ့ Happy 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 ကိုင်းနာကောင်းနာပြန်မနေလား ပြန်မနေ ဘယ်လိုမျိုးပြန်မနာလဲဆိုတော့ကျမလည်းပြောပြလို့ ပြန်မလာဘလို့ပြန်မလာလဲဘလို့ပြောပြဒါလေးဆွဲကြည့်လိုက်အဲ့သိပါလားပြောပြကြမလို့ အားစရမကန်နဲ့ ကျွန်တော်ဆွဲလိုက်ဘလို့ပြန်မလာလဲဆိုပြောပြကြမလို့ ဆွဲနေပါပြီဘယ်လိုပြန်မနာလဲသိအောင်လို့စနာကိုဆွဲပေးနေပါပြီ Happy 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 ဟုတ်တယ် ဘယ်လိုလွှဲလို့ဒါလွှဲလို့မရဘူးနော်တိတ်ကိုင်းလှုပ်လား သူ့ဝိပါအပင်လေးမတနာ ပါတယ်ဒီနားကြီးဒီလိုမျိုးကြီးဘာနွယ်ပဲလမ်းတင်တော့တာဒီလိုမျိုးကြီးအဲ့လိုနွယ်ကြီးကြပြီလေဝီကားရဖြစ်ကုန်ပြီအခုဒီနေရာလေးကနွယ်တွေအများကြီးပဲနော်နွယ်ကျိုးကြီးကအတုတ်ခံရင်တော့လူတယောက်ဝိတ်ကောင်းခံနေတယ်တိုက်ကြည့်ရအောင်အေးရညတဲ့ကိုင်းလောက်ကျတော့ညတဲ့ကိုင်းလောက်အဲ့လိုကြားတယ်နော်ဟောဒါရတကယ်နွယ်တွေအများကြီးပဲဟောအဲ့လိုစီပဲအဲ့လိုစီပဲ 1 2 လွယ်လိုက် အေး
ဆူရ ကြိုက်တယ်ကောင်အကြီး ကင်းချင်း ဒီဒီ ဒါလောကချင်းပဲဖြစ်ပါတယ် တော့ရမချုံ မမြင်ဘူးရဲ့သူတွေဒါလေးလာလို့ရပါတော့ဒီကလောကတဘာဝဘေးမဲ့တော့မှတဘာဝဒီကပောက်ဖွားနေတဲ့ချင်းချားပဲဖြစ်ပါတယ်ညာလေးမှာစကန်ချမယ်နေ့လေဆိုတော့မြန်မာစံတော်ချိန်နေ့လေ12နာရီတိရှိပါပြီ ဒီကြောင့်ကန်ကြောင့် ဟုတ်ဟိုကနေ့လေသာစားမှုစကန်ချ စကန်ဆောက် ဒီကြောက်လေးထိုးနေဘာချောင်းနေရလဲ အားချောင်း မဟုတ်ရင်ငါချောင်းနေကြ ငါးတွေငါပြောစီကျွေးပြ ငါလေးတွေလာစားရနော်မပြောသေးနော် ကျွေးတယ် ကဲအိမ်ကနေယူလာတဲ့ချက်စီသမင်းလေးစားပါတော့မယ်ဒါချက်ကင်ကိုတိုင်းကျင်လာချက်စီသမင်းနဲ့ကိုချက်တာအေးလေးဖြော်ပြီးတော့ခံစားပြီးသမင်းစားမယ်ခံစားနေစားမယ်ခံစားနေစော်ကားမယ် ပြီးရှိတ်မယ်တဲ့3ခွက်လောက်လေ ဒါတွေကဆေးပြီးတော့ပြီနော်ကိုကြီးလည်းဆေးရအော်နိုးအင်းလာမှမပြိုင်းနေကြင်ထားမှုလားနဲ့ချို့ရအော်ဒီရဲ့ကြောင်းလား ရေခဲရောင်းနေဟာတဲ့ อืม ဒီမှာရေခဲရောင်း တော့စားရင်အတော့ဝယ်လာတယ် ဒီလိုဆေးချောက်ပြီးလဲ တည့်ရခွင့်ဘယ်လိုတည့် တော့ငါးနဲ့ပြီးလဲ ခွင့်ရမ ဒါ လား ဆေးဘုတ်တော့ဝယ်စားလိုက်တာချက်စီသမင်းကြီးပဲကြာတော့ရိုးရိုးကြီးဖြစ်နေ သူက မှာ လည်း ဆို မိုက်တာသေ ဟုတ်တယ်အရွက်လည်းပေါအောင်နော်ခွာပဲစစ်တုံမှန်နည်းနည်းနဲ့တုတ်တာမိုက်တယ်ဒီကမြောက်တရအရန်လေနော်ဒီကိုလာလေကြတဲ့သူတွေသတိထားကြပါနော်ခင်တို့ဆိုသတိထားနေကြတဲ့ကခင်တို့မှာပါလာတဲ့ဝတ်တရှူတထုကိုလေဆွဲပြီးလူယူသွားတာ တစ်ချက်တော့ရှုပ်ရှုပ် ကဲညနေ4နာရီလဲထိုးပြီဆိုတော့နောက်ဆုံးကားကခင်တို့ကိုလာကြိုးတော့မှာပေါ့နော်ခင်တို့မနက်ကလက်မှတ်ဖြတ်ထားတာ9000ကအဝင်ရောအထွက်ရောအပြီးစီခင်တို့ကပုံမှန်ဆိုရင်မိသားစုနဲ့ကိုယ်ပိုင်ကားနဲ့ဒီနေရာကိုလာလဲဖူးပါတယ်ဒီတစ်ခေါက်ကကြတော့လူငယ်တွေကြီးပဲဆိုတော့ဘတ်ဂျက်ခရီးစဉ်ဆိုပြီးတော့ဘတ်ကားနဲ့လာလဲကြတာပါရှင်ဒီလိုမျိုးလောကဥယျာဉ်ကိုအကာရဲမပါတဲ့ကားနဲ့လဲရတဲ့ဖီလီကိုလာပြီးတော့ကြည့်ရပါရှင်ခင်တို့ကဘတ်ကားနဲ့တကားမှမလာဘူးတော့လေ Google ကိုခောက်ကြည့်တော့ Google ကပြောတဲ့အတိုင်းပဲခင်တို့ကသွားတာပေါ့နော်အမှန်တော့ခင်တို့ကတကေတာဆိုတော့တကေတာအဝိုင်းမှာ66စီးရင်လောကဥယျာဉ်ထိပ်ဝကိုတန်းပြီးတော့ရောက်ပါတယ်ရှင်ခင်တို့ကတော့ကြောင့်အပြန်ကြမှာသိတာပါရှင်ဒါဆိုဒီနေ့ကုန်ကြတဲ့ကုန်ချက်စီးလေးကိုပြပြပေးမယ်နော်ဘတ်ကားကတယောက်ကို400ဆိုနှစ်ဆင့်စီးရတာ800မနက်စာက2000နေ့လယ်စာကကြတော့ချက်သားကတယောက်ကို2000ဝင်တဲ့ဆိုင်ကယ်ကားကတယောက်ကို1000ဝင်ကြီးက9000အပြန်ဘတ်ကားကတယောက်ကို800ပေါ့နော်အဲ့ဒါကနှစ်ဆင့်ခါပါဒါဆိုအားလုံးပေါင်း1000-1900ကျပါတယ် ရှုပ်နေရန်လာနေပြောက်လေးကြာနေတယ်ဒီဘက်မှောင်းအေးလာနော်နေပြောက်လေးကြာ မိုင်းလည်းဒီဘက်တောင်းတယ်ဒီကိုကိုညဒီတရားထိလိုက်ကြည့်လား ဟုတ်တယ် မွေးဟုတ်တယ်မွေးကိုရမွေး
哦，他妈给你花好高你几月来着？ရထားလို့လေ 这啥高你几月呀？ အဲ့ဒါတော့အကြီးကြီးပဲ 哇这是有几月？哇打篮球的钱了嘛？好像。 Oh my god 打篮球踢到过去呢。အကြီးကြီး အကြီးကြီးပဲဟာ ဒါပါလို့ကြိုက်သေးမှာတစ်ခါတွေ့ 我 ရ 的木叶公园。 ဒီမှာမွေးဘူး ဆိုတော့မွေးကိုတွေ့လို့ပြရထားကောင်တော့တွေ့ ဟာရဒါကြပြီထင်တယ်နော်ဘာမွေးကိုလဲ ကြာရင်6သွားမှာပေါ့မကြာသေးလို့မ ဒါ 6 မွေးဟောက်မွေးရင်ကိုမဖြစ် 我讲有几月？ ဒီကောင်ရထားကောင်ရမှာတော်တော်ကြီးရနော် 哎，有呀，对吧？ Oh my ကားလိုက်ပါလား လက်နဲ့ရှင်တယ် 嘎啦。 ကားလိုက် ကားလာပြီ ကဲအခုကတော့ပြန်လာပြီညနေလဲ9နာရီ 三十万 အဲ့ဒါမိုးချုပ်နေဟုတ်စွန့်စားရတယ်မပြန်ဘူး ပြန်လာရအဝေးပဲအဲ့လိုဝေးမှပြန်အစားလမ်းလျှောက်ထွက်မယ်ထွက်မလို့တော်တည်းကားနဲ့လာလိုက်လို့ဆိုကဲအား